Hello မင်္ဂလာပါ Locomi Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာမွန်ပြောပြမယ့်အကြောင်းအရာလေးကတော့ဒီဂျပန်ရဲ့ယုံကြည်မှုတွေကတစ်ခုဖြစ်တဲ့ရိုးကိုင်းတကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကနေမွန်ကြီးညာစရာလေးတစ်ခုရှိတာကဒီဗီဒီယိုလေးကနေစပြီးတော့ပေါ့နော်ဒီဘက်ကနေစပြီးတော့မွန်ဒီဂျပန်ရဲ့ယုံကြည်မှုတွေဒီစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တပတ်ကိုတပုတ်ဒီဗီဒီယိုလေးတွေတင်ပေးသွားဖို့ရှိပါတယ်အားကြောင့် channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်အဲ့ဆိုရင်မွန်တို့ဒီအကြောင်းအရာလေးကိုဆက်ပြီးတော့ပြောလိုက်ကြမယ်နော်ဒီရိုးကိုင်းဆိုတာကပေါ့နော်ဒီ animation ကြည့်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီစကားလုံးနဲ့ရင်းနှီးကြမယ်လို့ထင်ပါတယ်မွန်ကတော့ဒီမြန်မာလူမကောင်းဆိုးဝါးလို့ပဲဘာသာပြန်လိုက်မယ်ပေါ့နော်ဒီYu Yu Hakushoတို့ဘာလို့မှဆိုလို့ရှိရင်ဒီရိုးကိုင်းနေရဲ့အကြောင်းကိုအများကြီးပါတယ်ပေါ့နော်ဒီဂျပန်နေယုံကြည်ကြတဲ့မကောင်းဆိုးဝါးအုပ်စုလို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့မွန်ပြောပြပေးမယ်ဒီရိုးကိုင်းရဲ့နာမည်ကကြတော့ဇာရှကီဝါရာရှီလို့ခေါ်တယ်ရိုးကိုင်းတကောင်ပေါ့နော်သူကကြတော့ဒီကလေးပေါ့နော်ကလေးတရေလို့ကလေးမကောင်းဆိုးရလို့လည်းပြောလို့ရတယ်သူ့ရဲ့ပုံစံကသူကလေးလေး4နှစ်5နှစ်အဲ့လိုမျိုးနော်6နှစ်အရွယ်ကလေးလေးတယောက်ပေါ့နော်ဒီသူကဘလို့စပြီးတော့ဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ဒီအေဒိုခေတ်တုန်းကပေါ့နော်အေဒိုခေတ်တုန်းကဒီဂျပန်ကအရင်တော့အရန်ဆင်းရဲတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပေါ့နော်အေဒိုခေတ်မှာဆိုလို့ရှိရင်လူတွေကဆင်းရဲကြတယ်ဒီလိုမျိုးအရန်အေးတဲ့ဒေတာဖြစ်တဲ့အတွက်ဒီနှင်းနေနဲ့ပေါ့နော်နှင်းနေအရန်ကြတဲ့အချိန်မှာဒီကောက်ပဲသီးနှံနေစားတောက်စရာတွေကမဖြစ်ထွန်းပေါ့နော်အဲ့ဒီအချိန်မှာဒီလူတွေကအစာရေစာငှက်ပြတ်မှုတွေလည်းပို့ပြီးတော့များလာတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီလိုကျွေးမွေးစရာပါဇက်တစ်ပေါက်ရောဖို့အတွက်ပေါ့နော်အိမ်မှာရှိတဲ့ကိုယ့်အိမ်မှာရှိတဲ့ကလေးလေးတွေပေါ့နော်ကလေးလေးတွေကိုတပ်ဖြစ်ဖို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်ပိုင်းခြားတစ်ခုပေါ့နော်အဲ့ဒီအချိန်မှာဆိုဒီအစာရေစာခေါင်းပါမှုဖြစ်ခဲ့တဲ့အချိန်ပိုင်းခြားတစ်ခုမှာဆိုဒီကလေးငယ်တော်တော်များများကိုတပ်ပစ်ခဲ့တဲ့ဒီဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကရှိခဲ့တယ်ပေါ့နော်အဲ့ဒီအဖြစ်အပျက်ကြီးဖြစ်ပြီးရဲ့နောက်ပိုင်းမှာဒီတက်ခံရတဲ့ကလေးလေးတွေကသူတို့ကဝိညာဉ်နေဖြစ်ပြီးတော့ဒီအိမ်နေမှာပေါ့နော်ဒီမကောင်းဆိုးဝါးအသွင်နဲ့သူတို့ကယိုကိုင်းနေဖြစ်လာတယ်မကောင်းဆိုးဝါးအသွင်နဲ့တခါလေးကြာရင်သူတို့ကအမှနေထိုင်တတ်ကြတယ်ဒီသူတို့ကအဲ့မှာစော့ကစားတကြသူတို့အတန်တွေကိုကြားရတယ်အဲ့လိုပုံစံမျိုးနဲ့ယုံကြည်ကြတယ်ပေါ့နော်ဒီယိုကိုင်းဆိုတာကပုံမှန်မကောင်းဆိုးဝါးမဟုတ်ပဲねသူကပါဝါလည်းရှိတယ်ပေါ့နော်အစွမ်းသတ္တိလည်းရှိတဲ့ပုံစံမျိုးပေါ့နော်မိုးရဲ့အတွေးပေါ့နော်ဒါကတော့မွန်းထင်တာလားမသိဘူးအဲ့လိုမျိုးဘလို့ပုံစံမျိုးလဲဆိုတော့ဒီမြန်မာမှာဆိုလို့ရှိရင်ဒီ38မိနစ်တွေလို့ပုံစံမျိုးနဲ့နည်းနည်းများစင်တူမလားပေါ့နော်သူတို့တွေကအဲ့လိုပုံမြင်နေလဲဘလို့ဖြစ်ပေါ်လာလဲဆိုရယ်ပုံမြင်နေလဲရှိတော့ဒီຢာတွေကတကယ်ရှိလားမရှိဘူးလားဆိုတာတော့ဘယ်သူမှမသိဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ဂျပန်ရဲ့ belief system လို့ပြောလို့ရသူတို့ယုံကြည်တဲ့အကြောင်းပေါ့နော်ဒီလိုမျိုးအေဒိုခေတ်ကနေပေါ်လာတာလို့လည်းပြောတဲ့သူတွေလည်းရှိတယ်လို့မျိုးနမ်ဘိုကူချောကြီးတိုင်ပေါ့နော်နမ်ဘိုချောခင်မှာလည်းဒီကောင်လေးတယောက်ပေါ့နော်ခါမဲမာတိုလို့ခေါ်တဲ့ဒီ6နှစ်အရွယ်ကလေးလေးတယောက်ကတေဆုံးသွားခဲ့တယ်ပေါ့နော်ဒီကောင်လေးကဇာရှကီဝါရာရှီဖြစ်လာတယ်ဆိုပြီးတော့လည်းပြောကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ယုံကြည်မှုကတော့အမျိုးမျိုးပေါ့နော်ဒါပေမဲ့ဒီတူညီယာတစ်ခုကကြတော့ဒီဇာရှကီဝါရာရှီကဒီမကောင်းဆိုးဝါးဆိုပေမဲ့သူကလူကိုအန္တရာယ်ပြုတဲ့ထဲမှာမပါဘူးသူကကြတော့သူ့ကိုဂျပန်တွေကဘယ်လိုယုံကြည်လဲဆိုတော့သူကလက်ကောင်လေးပေါ့နော်ဒီဇာရှိဝါရာရှိရဲ့အတန်ကြားတာတို့အနံ့တို့အဲ့လိုမျိုးသူ့ရဲ့ပုံရိပ်လေးကိုမြင်လိုက်ရတဲ့သူတွေကအဲ့ဒီနောက်ပိုင်းမှာစီးပွားလက်လာပါတွေတိုးတက်မယ်အလုံးခိုင်ခွင်လန်းတွေလည်းကောင်းလာမယ် business လုပ်တဲ့သူဆိုလည်းစီးပွားရေးတွေထောင်တက်သွားမယ်ပေါ့နော်ဒီလိုမျိုးယုံကြည်ကြတယ်ပုံမှန်အားဖြင့်တော့ဒီတချို့ဟိုတယ်တွေပေါ့နော်ဒီဇာရှိဝါရာရှိတယ်ဆိုတဲ့ဟိုတယ်တွေကဆိုလို့ရှိရင်ဒီဇာရှိဝါရာရှိကိုသူတို့စီကနေမထွက်သွားအောင်လို့ဒီအခန်းတစ်ခန်းကိုဒီကလေးကစားစရာတွေအပြည့်သူ့အတွက်ပေါ့နော်သူ့အတွက်အခန်းတစ်ခန်းပုံစံမျိုးနဲ့အဲ့လိုမျိုးသူပျော်အောင်လို့ပေါ့နော်ထားပေးထားတဲ့ပုံစံမျိုးလှုပ်ထားပြီးတဲ့အခန်းတစ်ခန်းရှိရပေါ့နော်အဲ့လိုဟိုတယ်တွေကလည်းအရန်ဟိုမှာစီးပွားရေးကောင်းပြီးတော့လူတွေအများကြီးလာကြတယ်နာမည်လဲကြီးပြီးတော့ပေါ့နော်စီးပွားရေးထောင်တက်သွားတဲ့ဟိုတယ်တွေဖြစ်တာများတယ်ပေါ့နော်အိမ်ဒီမှာဆိုရင်လည်းအဲ့လိုမျိုးဇာရှိဝါရာရှိရဲ့အိမ်ဆိုလို့ရှိရင်အိမ်ကကျမ်းမာရေးလည်းကောင်းမယ်လက်လာပါတွေတိုးတက်မယ်ဒီလိုမျိုးအယူအဆရှိကြတယ်ပေါ့နော်ဇာရှကီဝါရာရှိတယ်လို့နာမည်ကြီးတဲ့ဒီဟိုတယ်တစ်ခုလည်းရှိတယ်ပေါ့နော်ဒီအီဝါတဲခံမှာရှိတဲ့ဒီဒိုကူဖူဆိုလို့ခေါ်တဲ့ဒီ
ရတော့ပေါ့ရရှိကီလို့ပြောအဲ့ဒီဟိုတယ်တစ်ခုကဆိုလို့ရှိရင်ဒီဇာရှိဝါရာရှိတယ်ဆိုပြီးတော့ဒီဂျပန်မှာနာမည်ကြီးရဲ့နေရာတစ်ခုလည်းဖြစ်တယ်သူစီကိုတကူတကသွားတဲကြတဲ့သူတွေလည်းရှိရပေါ့နော်နောက်တော့ခုနကအမွန်ပြောခဲ့တဲ့ဒီနန်ဘုခုချောခေတုံးကဒီခါမိုးမာရိုးဆိုတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကိုအစွဲပြုတ်ပြီးတော့ဇာရှိဝါရာရှိဖြစ်လာတယ်လို့လည်းပြောကြတယ်အဲ့ဒီခါမိုးမာရိုးဂျင်းဂျာဆိုတာလည်းရှိရပေါ့နော်ဒီနေရာတွေကတော့ဒီဇာရှိဝါရာရှိရဲဆိုပြီးတော့ဂျပန်နေယုံကြည်ကြတဲ့နေရာတွေဖြစ်ပါတယ်ဒီအခုပြောပြမှာကြာဒါမွန်ရဲ့အတွေ့အကြုံလေးကိုပြောပြမှာပေါ့နော်မွန်လဲဇာရှိဝါရာရှိနဲ့တွေးခဲ့တယ်လို့ကိုထင်တယ်ပေါ့နော်ဒါကလည်းဂျပန်တယောက်ပြောပြချက်အရာမွန်သိရတာပေါ့နော်မွန်တွေ့တော့ကမွန်တွေးခဲ့တယ်လို့တော့မသိခဲ့ဘူးပေါ့နော်ဘယ်လိုလဲဆိုတော့မွန်တို့တငယ်ချင်းတွေတွားနေကြဟိုတယ်တစ်ခုရှိရပေါ့နော်ဟိုတယ်နာမည်ကိုတော့မပြောတော့ဘူးအဲ့ဒီဟိုတယ်ကအမြဲတမ်းအဲ့ဒီအခန်းသွားလို့ရှိရင်အမုံတို့ကဒီဘယ်လိုပြောရမလဲကုမ္ပဏီမုံတို့တငယ်ချင်းရဲ့အလုံးလုံးနေကုမ္ပဏီနဲ့ပါတနာဖြစ်နေရဆိုတော့အဲ့ဒီအခန်းကိုပဲအမြဲရတယ်ပေါ့နော်သွားလို့ရှိရင်နည်းနည်းတစ်မျိုးခံစားရတယ်ပေါ့နော်အဲ့ဒီနေ့ကကြတော့မုံတို့ညာလုံးပေါက်ဒီကလေးတွေစော့နေတဲ့ခြေတံတွေကိုကြားရတယ်ပေါ့နော်ဒါကမုံတို့တငယ်ချင်းတွေအကုန်လုံးကြားခဲ့တာဒီညာအိတ်တဲ့အချိန်မှာကြတော့မုံကဒီဘလို့အိမ်မက်မက်လဲဆိုမုံရဲ့ကလေးချင်ရင်မှဒီကောင်မလေးပေါ့ဂျပန်ဝတ်စုံလေးနဲ့သူကဒီကီမိုနိုလေးဝတ်ထားပြီးတော့ချစ်စရာလေးဖြူဖြူဖွေးဖွေးလေးစပင်အနှဲ့ရောင်လိုမျိုးလေးအကုတ်လေးနဲ့ပေါ့နော်မတက်ရက်နေရဲဆိုပြီးတော့အိမ်မက်အဲ့လိုမှတ်တယ်ပေါ့နော်အဲ့လိုမှတ်ပြီးတော့မုံကလည်းဒီတိုင်းပဲအဲ့လောက်ထိစိတ်ထဲမထားဘဲနဲ့နေလိုက်တယ်ပေါ့နော်နေလိုက်ပြီးတော့ဒီခြေတံနေကြတာကလည်းတညာလုံးကြီးပေါ့နော်ကလေးအစကတော့ဘေးခန်းကလူတွေစော့နေတယ်အပေါ်တက်ကစော့နေတယ်ကလေးလေးစော့နေတယ်လို့ပဲထင်တာပေါ့နော်ဒါပေမဲ့ဟိုတညာလုံးကြီးကြတော့အရန်ကိုဒီလောက်ထိအောင်စော့နိုင်လားအဲ့လိုတော့တွေးမိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဒီတိုင်းပဲထားပြီးတော့မိုး2နှစ်3နှစ်လောက်ကြာသွားတဲ့အချိန်မှာကားမောင်းတင်တော့မှ2နှစ်ကမှပေါ့နော်ဒီကားမောင်းတင်တဲ့အချိန်မှာဒီကားမောင်းတဲ့သူနဲ့စကားပြောပြရင်းနဲ့သူကဒီလိုရိုးကိုင်းနေကိုယုံကြည်တဲ့အကြောင်းပေါ့နော်ပြောရင်းနဲ့မွန်းဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြတဲ့အခါမှာကြတော့သူကဟဲ့အဲ့ဒါဆိုရင်ပေါ့နော်ဒီလိုမျိုးချစ်စရာပုံစံလေးဆိုတာဇာရှိဝါရာရှိဖြစ်မယ်ပေါ့နော်ဟိုဘလို့ကီမိုနိုလေးကဘလို့လေးလဲဆိုတော့မွန်ကဒီအစိမ်းရောင်လေးအပွင့်လေးနဲ့စိမ်းနုရောင်လေးပေါ့အဲ့လိုမျိုးလေးပြောတဲ့အခါမှာ तू ကဒါဆိုရင်ဒါဇာရှိဝါရာရှိပဲပေါ့နော်သူလည်းအဲ့ဟိုတယ်ကိုသွားကြည့်ကျင်နေဘာညာဆိုပြီးအဲ့ချိန်ကျမှမွန်လဲဇာရှိဝါရာရှိနဲ့ကိုယ်တိုင်တွေ့ခဲ့ပါလားဆိုပြီးတော့တည်တာပေါ့နော်။ तू ကဒီလိုအတန်ကြားရတာတို့အတန်သို့မဟုတ်အဲ့လိုမျိုးအရေးအဲ့လိုပြတတ်တယ်ပေါ့နော်။မွန်အဲ့နောက်ပိုင်းမှာတော့ကံကောင်းလာလားဆိုရင်တော့ပြောရမယ်ဆိုတော့အလုံကောင်းတစ်ခုတော့ရခဲ့တယ်ပေါ့နော်။ဟိုလိုမျိုးထီပါတွေပေါက်ပြီးအရန်ကြီးအဲ့လိုဖြစ်သွားတာမျိုးတော့မရှိပေမဲ့ကျမ်းမာရေးရဆိုလို့ရှင်လည်းနေမကောင်းတာတွေလည်းအလောက်ထိမဖြစ်ဘူးအလုတ်ကောင်းတစ်ခုလည်းအလုတ်ပြောင်းတာပေါ့နော်အဆင်ပြေခဲ့တယ်ပေါ့နော်ဒါကတော့မွန်ရဲ့အတွေ့အကြုံကိုထည့်ပြီးတော့ပြောပြပေးရဖြစ်ပါတယ်ဒါကတော့မွန်သိထားတဲ့ဇာရှိဝါရာရှိအကြောင်းလေးဖြစ်ပါတယ်အခုကြည့်နေတဲ့မွန်ရဲ့တငယ်ချင်းတွေရောဒီဇာရှိဝါရာရှိဆိုတာကိုအရင်တည်းကတိပြီးသားလူတွေရောရှိလားဒါမှမဟုတ်ရင်အခုမှတိသွားပြီးတော့စိတ်ဝင်စားသွားတဲ့လူတွေရောရှိလားပေါ့နော်ဒီ comment မှာဆွေးနွေးသွားလို့ရပါတယ်နောက်တစ်ပတ်ဗီဒီယိုကြမှာမွန်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးနဲ့တင်ဆက်ပေးပါအောင်မယ်ရှင်ဆုံးထိကြည့်ပေးရကျေးဇူးပါဘိုင်ဘိုင်